မင်္ဂလာပါကလေးလေးတို့ရေဒီနေ့တီတီပြောပြမယ့်ပုံစံလေးကတော့ဒေါသကြီးတဲ့ပယောစိတ်လေးဖူးနီတဲ့တခါတော့ကပယောစိတ်လေးဖူးနီဆိုတာရှိတယ်တဲ့သူကသူကိုယ်တိုင်တွင်းတူးထားတဲ့တွင်းအိမ်လှလှလေးတွေမှာနေတယ်အဲ့ဒီအိမ်ကိုလည်းသူတိတ်ချိတ်တဲ့ပစ္စည်းလေးနဲ့အလှဆင်ထားတယ်တဲ့ဒါပေမဲ့လေပယောစိတ်လေးဖူးနီကဒေါသတော့တိတ်ကြီးတတ်တယ်တဲ့သူစိတ်တူပြီးဒေါသထွက်လာရင်အော်တက်တယ်ဆောက်တက်တယ်ပစ္စည်းတွေကိုလည်းရှောက်ပစ်တတ်တယ်တဲ့ဒီနေ့မှာတငယ်ချင်းတွေနဲ့ကစားရင်းနဲ့လေပယောစိတ်လေးဖူးနီကရှုံသွားရောအဲ့ချိန်မှာသူကမနိုင်လို့ဆိုပြီးစိတ်ဆိုးပြီးတော့မှတငယ်ချင်းတွေနဲ့ဆက်မဆော့ပဲနဲ့အိမ်ကိုပြန်ထွက်လာလိုက်တယ်တဲ့အိမ်ကိုလည်းရောက်ကိုသူရှုံးလို့ဆိုပြီးတအားဒေါသထွက်ပြီးတော့အော်လိုက်အိမ်ထဲကပစ္စည်းတွေကိုရှောက်ပြီးပြစ်ပေါက်လိုက်လို့တော့အိမ်လေးကလေနည်းနည်းလေးတုံပြီးတော့ခါသွားတယ်တဲ့ဒါပေမဲ့လေသူရှုံးနေတာကိုပဲတွေးပြီးတော့ဒေါသပြင်းပြင်းထွက်လာလို့ခြေထောက်ကိုလည်းဒုံဒုံနဲ့ဆောက်လိုက်တာနေရံမှာချိတ်ထားတဲ့ပစ္စည်းတွေအကုန်လုံးပြုတ်ကျကုန်တယ်တဲ့ဒီလိုနဲ့လှုပ်ရင်းနဲ့သူ့အိမ်ကပိုတုံလာပြီးတော့မှသူ့ရဲ့အိမ်ကပြိုကျလာတယ်တဲ့အဲ့ဒါနဲ့ပယောစိတ်လေးဖူးနေကမြေကြီးအောက်ထဲမှာပြိပြီးတော့အပြင်ကိုထွက်လို့မရတော့ဘူးတဲ့အဲ့ချိန်မှာပယောစိတ်လေးဖူးနေကလန့်သွားပြီးတော့မှငါတည်တော့မလားမသိဘူးဆိုပြီးစဉ်းစားမိလိုက်တဲ့အချိန်မှာအပြင်ကသူ့တငယ်ချင်းတွေကဟေးလုတ်ပါအောင်ဖူးနေမြေကြီးအောက်ထဲမှာပြိနေပြီးသွားကူကြရအောင်ဆိုပြီးတော့မှလေရောက်လာကြပြီးတော့မြေကြီးကိုအတင်းမဲ့ဖယ်ပြီးတော့မှပယောစိတ်လေးဖူးနေကိုကယ်ပြီးတော့မှမြေကြီးအောက်ထဲကနေကယ်ထုတ်လိုက်တယ်တဲ့အဲ့မှာပယောစိတ်လေးဖူးနေရလဲမြေကြီးပုံအောက်ကနေလွတ်မြောက်လာပြီးတော့သူစဉ်းစားတယ်ငါရဲ့ဒေါသကြောင့်ငါမြေကြီးပုံအောက်ထဲမှာပြိပြီးသေးတော့မလို့ဒေါသထွက်တယ်ဆိုတာမမှားပေမဲ့လေငါအဲ့လိုမျိုးဆောင်းတာပြစ်တာတွေကတော့မှားတယ်လို့စဉ်းစားမိပြီးတော့မှသူ့တငယ်ချင်းတွေကိုလည်းကျေးဇူးတင်ပါတယ်ငါအသက်ကိုကယ်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောလိုက်တယ်ပြီးတဲ့အခါကျတော့စိတ်တိုးသွားတဲ့အချိန်မှာသူကတငယ်ချင်းတွေကိုထားခဲ့ပြီးတော့အိမ်ကိုစောင့်ကြည့်အောင်ကြီးနဲ့ပြန်လိုက်မိတဲ့အပြုအမူအတွက်လည်းတောင်းပန်လိုက်တယ်တဲ့ပုံမြင်လေးရတော့ဒါပါပဲเนาะအခုတီတီကကလေးလေးတို့ကိုမေးဖို့မေးမယ်ပထမဆုံးမေးခွန်းလေးကဘာဖြစ်မလဲဆိုတော့ပယောစိတ်လေးဖူးနီကဘယ်လိုပယောစိတ်လေးမျိုးလဲတဲ့ဟုတ်ပါတယ်ပယောစိတ်လေးဖူးနီကဒေါသကြီးတဲ့ပယောစိတ်ကလေးနော်အဲ့ဒါဆိုရင်ဒုတိယမေးခွန်းလေးကိုမေးမယ်ပယောစိတ်လေးဖူးနီကလေ तू ကဒေါသထွက်လာရင်ဘာတွေလုပ်တတ်လဲပယောစိတ်လေးဖူးနီကဒေါသထွက်လာရင်အော်လဲအော်တယ်ပစ္စည်းတွေလည်းပြစ်ပေါက်တယ်ခြေောက်တွေလည်းဆောင်းတတ်တယ်နော်အဲ့ဒါဆိုတော့နောက်ဆုံးမေးခွန်းလေးနေမယ်ကလေးလေးတွေကကောဒေါသထွက်ရင်ဘယ်လိုမျိုးလေးတွေလုပ်တတ်လဲစိတ်ဆိုးပြီးဒေါသထွက်တဲ့အချိန်မှာတန်းကြောက်တုံ့ပြန်မှုချင်းမတူကြဘူးနော်တချို့တွေကပယောစိတ်လေးဖူးနီလိုပဲအော်တာဆောင်းတာပစ္စည်းတွေပြစ်ပေါက်တာလုပ်တတ်တဲ့ကလေးလေးလည်းရှိမယ်နော်တချို့ကလေးလေးတွေကြလည်းငုံမယ်ဝမ်းနည်းမယ်အဲ့လိုမျိုးကလေးလေးတွေရှိမယ်နော်ဆိုတော့ဒေါသထွက်တဲ့လူတွေကတော့လူတိုင်းမှာပဲဒေါသထွက်တယ်ဆိုတာလည်းမမှားဘူးနော်စိတ်တူတယ်ဒေါသထွက်တယ်ဆိုတာစိတ်ခံစားမှုတစ်ခုပဲလူဆိုလို့ရှိရင်တစ်ခါလေးမှပျော်တဲ့အချိန်ရှိတယ်တစ်ခါလေးမှဝမ်းနည်းတဲ့အချိန်ရှိတယ်တစ်ခါမှစိတ်ဆိုးဒေါသထွက်တဲ့အချိန်ရှိတယ်အဲ့ဒါကလေမမှားပြီမဲ့လေဒေါသထွက်တဲ့အချိန်စိတ်ဆိုးတဲ့အချိန်မှာကိုကဘယ်လိုလေးလုပ်မှလဲဆိုတာမျိုးကတော့အဖြေရှာဖို့လိုမယ်နော်ပယောစိတ်လေးဖူးနေလို့ပဲလေဒေါသထွက်လာတဲ့အချိန်မှာအော်တာပစ္စည်းတွေပြစ်ပေါက်တာခြေထောက်ဆောင်းတာကြတော့အဲ့ဒါကြတော့အဲ့လိုမျိုးလေးကြတော့လေကိုလည်းဒဏ်ရာရနိုင်တယ်လို့ပစ္စည်းတွေလည်းပျက်စီးနိုင်တာပေါ့နော်ဆိုတဲ့အခါကျတော့ကိုစိတ်တူလာရင်ဘယ်လိုမျိုးလေးဖြည့်ရှင်းလို့ရမလဲဘယ်လိုမျိုးလေးအဖြေရှာလို့ရမလဲဆိုတာကိုဖေဖေမေမေဖွားဖွားတို့နဲ့တိုင်ပင်ကြည့်လိုက်ပြီးတော့မှအောက်က comment လေးမှာရေးပေးပါအောင်နောက်တစ်ခါကျရင်ပုံမြင်အသစ်လေးတစ်ပုဒ်နဲ့ပြန်ဆောင်ကြပါမယ်တတား